ပုံထဲမှာရုတ်တရက်ကြည့်မိရင်တရေချောင်းနေတယ်လို့ထင်မှတ်ရတဲ့ဒီဓာတ်ပုံလေးဟာဘဝတစ်လျှောက်လုံးနောက်ထပ်ဘတော့မှလဲလျောင်းအနားယူခြင်းကိုမပြုတော့ဘူးလို့အပြင်းထန်ဆုံးသစ္စာဒိဋ္ဌံပြုထားခဲ့တဲ့အိန္ဒိယစာရုယောဂီကြီးတစ်ပါးရဲ့ပုံကိုမှတ်တမ်းတင်ထားခဲ့တဲ့1800ပြည့်လို့နှစ်နှောင်းပိုင်းစီကပုံဟောင်းလေးတစ်ပုံပဲဖြစ်ပါတယ်။အဲ့လိုဆုံးဖြတ်ချက်ချပြီးကလေးကဒီစာရုကြီးဟာသူ့ရဲ့သစ္စာဒိဋ္ဌံကိုတည်မြဲစေဖို့အတွက်လေဘင်းမှာ၄000ပုံစံမာကျော့တဲ့တတုကော်လန်ကြီးတစ်ခုကိုဝတ်ဆင်ထားခဲ့ပါတော့တယ်။ဘာကြောင့်ဒီလိုတက်ဆင်ထားခဲ့ရတာလဲဆိုတော့လဲလျောင်းအနားယူခြင်းဟာစိန်ခံခြင်းတစ်မျိုးဖြစ်ကြောင်းအမြဲအမှတ်ရနေဖို့နဲ့မေ့လျော့ပြီးလဲလျောင်းအနားယူလိုက်မိတာမျိုးဖြစ်မလာအောင်အချိန်တိုင်းကိုပြန်လဲသတိပေးနေဖို့အတွက်သာဖြစ်တယ်လို့ဆိုပါတယ်။ကိုလိုနီခေတ်ဓာတ်ပုံဆရာတွေဟာအရှိတိုင်းရဲ့ဒီလိုမျိုးထူးဆန်းတဲ့စာရုယောဂီကြီးတွေပုံကိုတအံ့တော်နဲ့မှတ်တမ်းတင်ထားခဲ့တတ်ကြပါတယ်။တချို့စာရုကြီးတွေဟာညဘက်တွေမှာမတ်တက်ရက်လျက်သာဒါမှမဟုတ်မီလီယံနဲ့ပဲအိတ်ဆက်တက်လေးရှိကြတာမျိုးသူတို့ခံယူထားတဲ့အကျင့်စရဏတွေအပေါ်မူတည်ပြီးနှစ်ပေါင်းများစွာတိုင်အောင်လဲတဆန်ကြီးမယွန်းရအောင်စီကံလိုက်နာလေးရှိကြတာကြောင့်ခန္ဓာကိုယ်တွေဟာလဲသူတို့ကျင့်စဉ်တဲ့အတူလိုက်လျောညီထွေတခါတည်းပြောင်းလဲသွားတတ်ကြတာမျိုးပါတချို့သောစာရုကြီးတွေဆိုရင်ဘဝတစ်လျှောက်လုံးလက်တစ်ဖက်ကိုမိုးပေါ်မြှောက်ထားဖို့သစ္စာဒိဋ္ဌံပြုတ်တက်ကြပြီးတော့ကျင့်စဉ်ကျင့်ကြံနေတဲ့အချိန်ကာလကြာလာတာနဲ့အမျှထိုလက်ဟာအာယုံကြောတွေလည်းတည်ဆုံးကုန်ပြီးလုံးဝအသုံးမပြုနိုင်မလှုပ်ရှားနိုင်တော့တဲ့အနေအထားမျိုးအထိညှိုးနွမ်းသွားပြီးတော့တက်တောက်ကြီးဖြစ်နေတတ်ပါတယ်စာရုကြီးတွေအတွက်ကတော့ဆင်းရဲဒုက္ခဆိုတာဟာဖြစ်တံတစ်ခုမဟုတ်ပဲတာလွန်ထူးခဲ့တဲ့အခြေအနေတစ်ခုကိုရောက်ရှိဖို့အတွက်ဖြတ်တန်းရတဲ့တကားပေါက်တစ်ခုသာဖြစ်တယ်လို့လည်းမိတ်ဆွေတက်ကြပါတယ်ပရိသတ်မရှိချီးမွမ်းတဲ့နေမရှိယနေ့ခေတ်မှာဆိုရင်စိတ်ကူးဖို့တောင်မဖြစ်နိုင်တော့တဲ့နီလန်မျိုးနဲ့ဝိညာဉ်ရေးရာအဆင့်မြင့်တင်နိုင်ဖို့အတွက်လုံးဝစွန့်လွတ်မှုကိုလက်ခံပြီးနာကျင်မှုခံနိုင်ရရှိမှုတွေနဲ့အတူအကျင့်စရဏအပေါ်မှာသာဒီဇိုင်းမမတ်ကျင့်သုံးခဲ့ကြတဲ့ဟိန္ဒူဘာသာမှာရှိတဲ့စာရုယောဂီကြီးတွေဖာကီယာကြီးတွေရဲ့ဇက်လန်းလေးတွေပုံရိပ်တွေဟာမြင်ရသူတိုင်းကြားရသူတိုင်းကိုသာမကကဘာကြီးကိုပါအမှန်တကယ်အံ့အားသင့်စေခဲ့ပါတယ်ခင်ဗျာ